Hello အားလုံးပဲမင်္ဂလာပါအားလုံး Happy New Year ပါဒီနေ့ကဇန်နဝါရီလ1ရက်နေ့ပေါ့နော်2026ဇန်နဝါရီလ1ရက်နေ့နှစ်တည်းအချိန်လေးမှာကျွန်တော်ဘာလုပ်နေလဲဆိုတော့မနေ့ပြန်ဇန်နဝါရီလ2ရက်နေ့မှာပေါ့နော်ခီးသွားဖို့အတွက်ကျွန်တော်ထုတ်ပိုးလေးပြင်ပါမယ်ထုတ်ပိုးလေးပြင်နဲ့ဘီကီလေးသွားမယ်ဆိုတာလေးလည်းကျွန်တော်နည်းနည်းပါးပါးပေါ့နော်ပြောပြခြင်းနဲ့ hints လေးပေးခြင်းနဲ့ပေါ့နော်ဒေတူကြီးတော့ပေးသွားမယ်ဆိုတာတော့ကျွန်တော်ပြောချင်သေးဘူးကျွန်တော်ထုံးစံအတိုင်းပဲကျွန်တော်တကူတော့ခီးလေးသွားဖို့အတွက်စီစဉ်ထားတယ်နိုင်ငံခြားခီးစဉ်တော့မဟုတ်ဘူးပေါ့နော်ပြည်တွင်းမဲ့တို့တော့ခီးစဉ်တွေသွားဖို့အတွက်ကျွန်တော်ရည်ရွယ်ထားတယ်ပြီးတော့ကိုကျွန်တော်ပတ်လေးရမှာပစ္စည်းလေးတွေထည့်ရင်းနဲ့ကျွန်တော်ဒီခီးစဉ်လေးရဲ့ထူးခြားမှုတချို့လေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းနဲ့အခုပေါ့နော်ဒီ2026အတွက်ပထမဦးဆုံးဒီတွားမဲ့ခီးလေးကတကူတော့ခီးစဉ်လေးပဲကျွန်တော်စီစဉ်ထားတယ်တကူတော့ခီးစဉ်မှာဒီတကူတော့ခီးစဉ်တွေကမမေ့ရရှိတာတော့အခုနံပါတ်1ထူးခြားတစ်ချက်ကတော့2026နှစ်တက်မှာ24နိုင်ကျော်ပြီးတော့နှစ်တက်မှာပေါ့နော်ပထမဆုံးသွားရဲ့ခီးစဉ်တွေတစ်ခုဖြစ်မယ်ပြီးတော့လာမယ့်ဇန်နဝါရီလ3ရက်နေ့ကကျွန်တော်ရဲ့ birthday တက်30ပေါ့နော်တက်30ပြည့်မှာ29 20ကျော်သက်ဘဝနေပြီးတော့30ပေါ့နော်ဒီလက်ပိုင်းရွယ်ပေါ့နော်လက်ပိုင်းရွယ်ရောက်ပြီးတော့ကျွန်တော်သတ်မှတ်ထားတယ်ဒီတော့ဒီထူးခြားချက်လေးအနေနဲ့ကျွန်တော်တစ်ခေါက်မှပေါ့နော်မွေးနေ့တွေမှာဆိုရင်ကျွန်တော်တစ်ခေါက်မှဒီခီးကမသွားဘူးမမရ2000မမရပေါ့နော်အသက်18ပြည်တုန်းကတော့ကျွန်တော်နေပြီးတော့မှာပေါ့နော်အဲ့တုန်းကကျွန်တော်တို့ခေတ္တကကျွန်တော်တက်ကူကျောင်းသားဘဝတုန်းကပေါ့နော်ဒီစီဂိမ်းတို့ပါရဂိမ်းတို့ပေါ့နော်အဲ့ဒီvolunteer အနေနဲ့လောအားပေးသွားပြီးတော့အဲ့တော့နေပြီးတော့မှာအသက်16နှစ်ပြည့်တုန်းကတစ်ခေါက်ကျွန်တော်ကြုံမှုတယ်ပြီးတော့တခြားနှစ်တွေမှာတော့ကျွန်တော်ရန်ကုန်မှာပဲရှိနေတယ်ရန်ကုန်မှာပဲဟိုဒီသွားတာရှိတယ်ဒါမှမဟုတ်ပဲနဲ့နီးစက်ရခီးလေးပေါ့နော်ရန်ကုန်နီးဝန်းကျင်မှာရှိတဲ့မှာတွန်တေးတို့ပါတော့အမျိုးခီးလေးတွေပြီးတော့ဝင်ပေါ်စင်စကန်အဲ့လိုအစားရှိပြခီးလေးတွေတော့ကျွန်တော်ဒီချားမွေးနေ့တွေမှာပေါ့နော်ကျွန်တော်သွားခဲ့မှုတာရှိတယ်ဒါပေမဲ့တကူတော်ခီးအနေနဲ့နည်းနည်းလေးဝေးရဲ့ခီးကိုပေါ့နော်ကျွန်တော်တစ်ခေါက်မှမသွားဘူးသေးဘူးသွားဘူးပြီးတော့ဒီနှစ်ကတော့ကျွန်တော်ဒီမွေးနေ့လေးမှာပေါ့နော်ခီးလဲသွားခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကြိုပြီးတော့ပြင်ထားတယ်မြို့လေးတမြို့တွေတော့မဟုတ်ဘူးကျွန်တော်ထပ်ပြောနော်ကျွန်တော်တစ်ခါမှမရောက်ဘူးရဲ့မြို့လေးတွေကိုပြင်ထားတယ်အဲ့မျိုးတွေကိုကျွန်တော်တကူတော့ခီးလဲသွားခြင်းတယ်ဒါကြောင့်မလို့ဟိုဒါကိုပြီးခဲ့တဲ့2ပတ်3ပတ်လောက်တည်းကကြိုတင်ပြီးတော့ကျွန်တော်စီစဉ်ထားတယ်နော်စီစဉ်ထားတယ်ရင်ခုန်နဲ့စိတ်လှရှားတယ်မနေ့ကဇန်နဝါရီလ2ရက်နေ့မှာကျွန်တော်တကူတော့ခီးလေးပေါ့နော်တကူတော့ခီးလေးကအသက်20နှစ်လောက်တည်းကခဏနာသွားဘူးတယ်အခုဆိုရင်90နဲ့ဝန်းကျင်တော့ရှိပြီပေါ့နော်သွားဘူးတယ်ဒါကကိုကလည်းexperience အသစ်အနေနဲ့2026နှစ်သက်မှာပထမဆုံးတကူတော့ခီးပထမဆုံးခီးလေးအနေနဲ့သွားမယ်ဆိုတော့ရေကုန်စိတ်လှရှားနေပါတယ်ဒီတကူတော့ခီးစဉ်ကနေပြီးတော့ဘယ်လိုမျိုးမတူညီတဲ့ experience တွေအတွေ့အကြုံတွေရေကုန်စိတ်လှရှားစရာတွေပြီးတော့မွေးနေ့ခီးစဉ်တွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြောဖို့လည်းကောင်းတယ်အမှတ်တရတွေဖြစ်မယ်လို့ယုံကြည်ပါတယ်ခုကတော့ဒါတကူတော့ခီးစဉ်မှာဝတ်ဖို့ပေါ့နော်2ရက်3ရက်လောက်ပဲကြာမှာဖြစ်ပေမဲ့ဝစားလေးရတယ်လည်းပိုတော့ယူသွားပါတယ်။ဘာကြောင့်လဲဆိုတော့ရုပ်မြောင်လေးလမ်းကြီးမှာပြီးတော့နည်းနည်းတက်ရက်လေးလည်းတုံးရိုက်တယ်ဗီဒီယိုရိုက်တယ်ဆိုတော့ဖြစ်ချင်တာနဲ့ကျွန်တော်အဲ့လိုလေးတော့စီစဉ်ထားပါတယ်ဗျ။ Okay နေ့တက်မှာပထမဆုံးတကူတော့ခီးလေးကိုဘာဖြစ်မလဲဆိုတာလည်းရေကုန်စိတ်ရှားပြပါအောင်ဒီတကူတော့ခီးစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဗီဒီယိုတွေဓာတ်ပုံတွေကိုကျွန်တော်မကြခင်ရန်ကုန်နောက်ဘလော့မှာညဝေတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆက်ဆောင်ပြီးကြည့်ရှုပေးဖို့အတွက်ပြောချင်ပါတယ်အားလုံးပဲ Happy New Year ပါ